ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်စာကြီးအေးပါအသက်က42နှစ်ဖအံပါအိမ်အလုပ်ပဲလုပ်ပါတယ်တဲ့ဘာလုပ်တယ်အိမ်အလုပ်ပဲလုပ်တယ်မိသားစုတွေတော့အိမ်လုပ်ဟုတ်ပြီဆရာကြီးရှင်တဲ့ဒူးနာလို့အရွတ်ရောင်နေထင်ပြီးစေကန်းပြမှာတဲ့ဒူးမှာအရေးစုတာသိရပါတယ်တဲ့ဟုတ်ပြီဗျာစုပ်ထုတ်လိုက်မှအဆင်ပြေပါတယ်တဲ့ရေတွေပြည့်နေအရေးတွေပြည့်နေတာတဲ့ဟုတ်ပြီမစုပ်ထုတ်ရင်တဲ့ပြည်ဖြစ်သွားမယ်ဆိုလို့တဲ့စုပ်ထုတ်လိုက်ပါတယ်တဲ့ကောင်းတယ်စုပ်ထုတ်ပါဟော20ရက်နေ့ကစုပ်ထုတ်လိုက်တာတဲ့22ရက်နေ့မနေ့မှာတဲ့ဒူးကအတော်ပြန်ကြီးလာပြီးလမ်းမလျှောက်နိုင်တော့ဘူးတဲ့ဘယ်လိုလုပ်ရမလဲဆရာကြီးရှင်တဲ့အဲ့ဒါတော့ဒူးစစ်လေးဆွတ်ထားရမယ်ဟုတ်ကဲ့ဆရာကြီးနော်နောက်တစ်ခုကွေးတဲ့ဒူးကိုကွေးပြီးတော့နေတဲ့အနေထားကိုရှောင်ရမယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ရင်လည်းပဲစက်စံလေးပဲအေးရမယ်ဟုတ်ကဲ့ဥမာအခုလိုထိုင်ရင်တော့မှရှက်ဒူးလိုစက်ထားတင်ပြီးတော့ဟုတ်ကဲ့ဆရာကြီးတင်စရာလေးခုမှတင်ပြီးစက်ထားရမယ်ဟုတ်ကဲ့ပါဆရာကြီးဘာလို့ဒီဒူးရဲ့ဂုံညင်းကိုထိန်းထားတာတွေကအရွတ်ပြားတွေတည်းမြဲဟုတ်ကဲ့ဆရာကြီးအရွတ်ပြားတွေဆိုတာအယိုးလည်းမဟုတ်ဘူးအသားလည်းမဟုတ်ဘူးအသားလည်းမဟုတ်ဘူးအရွတ်ပြားတွေဟုတ်ကဲ့ဆရာကြီးဥမာဘာနဲ့တူလဲဆိုရင်ပြင်းတွေးတဲ့နဲ့ပေါ့ကြီးဟုတ်ကဲ့နော်သူအပူနဲ့တော့လုံးဝမတည်ဘူးဟုတ်ကဲ့ဆရာကြီးအပူများလိမ့်ပြီးလို့ကတော့ပူတုံးလေးတက်တာတယ်ပူတုံးလေးတက်တာတယ်ဟုတ်ကဲ့ဆရာအဲ့ဒီအပူရှိန်လေးရှိလို့တက်တာလားဟုတ်ကဲ့တက်တာလေးသူကထင်တယ်အပူလေးတက်တာတယ်ထင်တာဟုတ်ကဲ့ဆရာကြီးအေးသွားတယ်နှစ်ဆပူနာလာအောင်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါမျက်စိလည်တက်တယ်ဟုတ်ကဲ့ဆရာကြီးကြောင့်မလို့အပူမလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာကြီးနော်ကရမယ်လေးမှန်မှန်လိမ့်ပါဟုတ်ကဲ့ပါဆရာကြီးနော်ကရမယ်လိမ့်ပါပြီးအဲ့ဒူကောင်းပတ်လေးလေးကိုလေဟုတ်ကဲ့ဆရာဂုံညင်းပတ်လေးလေးကိုဖြည်းဖြည်းလက်လေးနဲ့ပုတ်ပေးနေပါဟုတ်ကဲ့ဆရာပုတ်ပေးပါနော်ဟုတ်ဖြစ်နိုင်ရင်ကွေးတာကိုဆက်ရှောင်ပြီးတော့စမ်းစမ်းလေးထိုင်ပါစမ်းစမ်းလေးအိပ်ပါနော်အဲ့လိုနေခြင်းအဖြစ်သမီးယောဂတိတာသက်တာတော့ပါလိမ့်မယ်လို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဒူးစုလေးလည်းဆွတ်ထားပါနော်ဟုတ်ကဲ့ပါဆရာကြီးတောက်လျှောက်မဆွတ်ပါနဲ့ဟုတ်ကဲ့2နာရီလောက်ဆွတ်ပြီးရင်ခဏပြန်ချလိုက်မချွတ်ပြင်းနဲ့ဟုတ်ဒူးစုကလေးကအီလက်စီပဲအောက်နေရှော့ချတာဟုတ်ကဲ့ဆရာကြီးနောက်ပြန်ဆွတ်ထားလိုက်တောက်လျှောက်ကြီးဆွတ်ထားပြန်လည်းမခံနိုင်ဘူးဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီကရမက်ကကြတော့ဘယ်နှကြိမ်လောက်လိမ့်ရမလဲဆရာကရမက်ကတော့3ကြိမ်လောက်လေးရင်ကောင်းပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲစာဝနာကင်းဘုရားရှင်းကြပါစေဗျာ